practice လုပ်တဲ့အခါမှာစိတ်ရှိဖို့လိုပါတယ်ဟုတ်ပါတယ်စိတ်ရှိရပါတယ်Okay တူတာတပါးလေးနဲ့စာလေးကြိုးပါတယ်ဒီနေ့မှာတော့ practicing tips တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့မှာ practicing tips ၄ခုကိုအခြေခံပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ scale ဖြစ်ပါတယ် scale ကိုလူတိုင်းပုံမှန်လေ့ကျင့်ကြဖြစ်ကြပါတယ်ဒါပေမဲ့ practice လုပ်တဲ့ခါကျလို့ရှိရင်ကိုက scale ပဲဒီတိုင်းပဲတီးလိုက်မယ်ဆိုပြီးတော့ဒီတိုင်းပဲတီးလိုက်တယ်တေချာနားမထောင်ဘူးကိုယ့်ရဲ့ intonation နဲ့ကိုယ့်ရဲ့ finger rate တွေဘာမှတေချာfocus မထားဘဲနဲ့ practice လုပ်လိုက်မိတာမျိုးတွေရှိရပါတော့ဆိုတော့ scale ကိုကျင့်တဲ့ခါကျလို့ရှိရင်ကိုကအချိန်အများကြီးမပေးနိုင်ဘူးကိုကအများကြီး focus မလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့အနည်းဆုံး3မိနစ်ကနေ5မိနစ်practice လုပ်ပေးဖို့လိုပါတယ်အဲ့ဒီ practice လုပ်တဲ့3မိနစ်ကနေ5မိနစ်အတွင်းမှာလေကိုကတကယ်ကို focus ထားပြီးကိုကတေချာနားထောင်ပြီး practice လုပ်ဖို့အရေးကြီးပါတယ် scale ကျင့်တဲ့ခါမှာဘာလို့အရေးကြီးလဲဆိုလို့ရှိရင်ဒီ scale ကျင့်တဲ့ခါမှာကိုယ့်ရဲ့ muscle တွေကိုတန်ပါစေတယ်ပြီးတော့ muscle memory လို့ခေါ်တဲ့ကိုယ့်ရဲ့လက်ချောင်းလေးတွေကိုမှတ်မိနေတာပေါ့နော်ဥပမာကိုယ့်ရဲ့လက်ချောင်းတွေကကိုကတကူးတကကြီးဒီ C sharp ဥပမာ A major scale မှာဆိုလို့ရှိရင် A B C sharp D တီးတယ်ဆိုလို့ရှိရင်ကိုရဲ့ဒီ muscle memory က auto ပဲမှတ်မိနေတဲ့ပုံစံမျိုးပေါ့နော်ကိုက C sharp ကိုတီးလိုက်တယ်ဆိုလို့ရှိရင်ကိုကတကူးတကကြီး C sharp ကဘာမှလဲဆိုလို့ရှာနေကြမလို့ကိုရဲ့လက်ချောင်းလေးတွေကမှတ်မိနေတယ်ပေါ့နော်ဒီနေရာကိုသွားပြီးတော့တိုင်းပြီးတော့သိနေတာမျိုးပေါ့နော်ဒီ muscle memory ကိုထောက်ကူဖြစ်စေတယ်ဒါပေမဲ့အခုနောက်တော့ငါပြောခဲ့တယ်လို့ပဲ practice လုပ်တဲ့ခါကျလို့ရှိရင်တေချာ focus လုပ်ပြီးတော့မှ practice လုပ်လို့ရှိရင်ဒီဟာတွေကအကျိုးရှိမှာဖြစ်ပါတယ်တကယ်လို့ကိုက PPO တီးလိုက်မယ်ဆိုလို့ရှိရင်ကိုကဒီ scale practice ကဘာမှအကျိုးမရှိဘဲနဲ့ဒီတိုင်းပဲကိုကဘယ်နှခါကျင့်နေကိုကမမှတ်မိဘူးဘယ်နှခါကျင့်နေမမှန်သွားဘဲနဲ့ဒီတိုင်းပဲတိုးတက်မှုမရှိဘဲနဲ့ဖြစ်နေပါလိမ့်မယ်နောက်တစ်ခုကတော့ practice လုပ်တဲ့ခါမှာနင်းလေးလေ့ကျင့်မှုအရင်ကြီးပါတယ် okay ဟုတ်တယ်ဒါကတော့လူတော်များများကစိတ်ပြန်ကြတယ်ကိုယ်တိုင်လည်းအဲ့လိုမျိုးပဲပေါ့နော် practice လုပ်တဲ့ခါကျတော့ okay ငါဒီရှင်းတဲ့ပုံကိုတီးမယ်ငါမြင်တီးမယ်ငါဒီထံပုံနဲ့ပဲစကျင့်လိုက်တော့မယ်ဆိုလွယ်မနေတဲ့ပုံစံမျိုးတွေရှိတတ်တယ်ပေါ့နော်ဆိုတော့ practice လုပ်တဲ့ခါကျလို့ရှိရင်မြန်ကျင့်ဖို့အတွက်နင်းလေးကျင့်ပြီးတော့အဲ့နင်းလေးကိုတေချာရပြီဆိုတော့မှကိုကမြန်တီးကြည့်တကယ်လို့မြန်တီးကြည့်နေတာကတစ်ခါပဲမှန်တယ်အခါကတီးတယ်တစ်ခါတီးနေတာမှန်နေသေးတယ်ဆိုလို့ရှိရင်အဲ့ဒါဘာပြောလဲဆိုလို့ရှိရင်နေကဒီမြန်နေတဲ့ထံပုံကိုမရသေးဘူးနေကနင်းလေးကျင့်ဖို့လိုနေသေးတယ်ဆိုတာကို remind လုပ်နေဖြစ်ပါတယ်အဲ့ဒါကြောင့်လို့ practice လုပ်တဲ့ခါကျလို့ရှိရင်ကိုကနင်းလေးစကျင့်ပြီးတော့မှကိုကရနိုင်ပြီဆိုတော့မှထံပုံကိုတဖြည်းဖြည်းမြန်သွားပါအဲ့ဒါကတော့ကိုကအထောက်ကူဖြစ်တယ်ကိုကတော့ဒါကိုစိတ်မရှိဘဲနဲ့ကိုကမြန်ခဏတီးနေမယ်ခဏအဲ့အမြန်အတိုင်းပါပဲကိုကအထက်ကတီးနေမယ်မလေးထက်ကတီးနေမယ်ခဏတီးနေမယ်ဆိုလို့ရှိရင်ကိုရဲ့အချိန်ကြီးကုန်သွားတာပဲဖတ်တယ်မယ်ဘာမှအကျိုးမရှိဘူးဖြစ်နေလိမ့်မယ်အဲ့ဒါကြောင့်လို့ practice လုပ်တဲ့ခါကျလို့ရှိရင်နင်းလေး practice လုပ်ဖို့အရင်ကြီးပါတယ်သုံးချက်တစ်ချက်အနေနဲ့ကတော့ metronome နဲ့လေ့ကျင့်ပေးရမှာဖြစ်ပါတယ် rhythm တွေကိုမှန်အောင် rhythm တွေကို steady ဖြစ်အောင်လို့ရှိရင် metronome နဲ့လေ့ကျင့်ပေးဖို့လိုပါတယ် metronome နဲ့ practice လုပ်တဲ့ခါကျလို့ရှိရင်လည်းခုနကပြောသလိုပဲ slow tempo တစ်ခုကနေကျင့်မယ်ဥပမာကိုက metronome နဲ့50မှာစကျင့်နေဆိုလို့ရှိရင်50ကနေတဖြည်းဖြည်း50နဲ့53 55 tempo ကိုတဖြည်းဖြည်းတင်သွားပါဒါပေမဲ့တော့လေအဲ့ဒီ tempo ကိုmetronome ဖွင့်ထားပါလေနဲ့ metronome ကတခြားတီးနေမယ်ဆိုလို့ရှိရင်လည်း metronome နဲ့ practice လုပ်တာကဘာမှအကျိုးမရှိပဲဖြစ်နေပါလိမ့်မယ်အဲ့ဒါကြောင့်လို့ metronome နဲ့ practice လုပ်တဲ့ခါကျလို့ရှိရင်လည်းကိုတီးနိုင်တဲ့ tempo တစ်ခုမှာပဲကိုကစပြီးတော့လေ့ကျင့်ပြီးတော့တဖြည်းဖြည်းမြန်သွားမယ်ဒါမှမဟုတ်လို့ရှိရင်တဖြည်းဖြည်းနည်းအနေငယ်ပဲပေါ့နော်50ကနေ53 55 60ပြီးတော့မှ65 90 90နေပါ90 80အဲ့လိုမျိုးတဖြည်းဖြည်းချင်း practice လုပ်သွားတာကမှန်ကန်တဲ့နည်းလမ်းဖြစ်ပါတယ်အဲ့ဒါကြောင့်လို့သိရှိဖို့လိုပါတယ်နောက်ဆုံးတစ်ခုကတော့ record လုပ်ရမှာဖြစ်ပါတယ်ကို record လုပ်ပြီးတော့ကိုဟာကို comment ပေးဖို့လိုပါတယ် okay ဥပမာတစ်ခုကိုတီးလိုက်ပြီးတော့ကိုကဒီ comment ထဲမှာဥပမာကိုက scale ကျင်နေပဲထားပါတော့ကိုက scale တီးလိုက်တယ်ပြီးလို့ရှိရင် scale ကိုက record လုပ်ထားပြီးတော့ကိုကပြန်နားထောင်မယ်နားထောင်တဲ့ခါကျလို့ရှိရင်ကိုကဘာမှ intonation မမှန်ဖြစ်နေလေဒါမှမဟုတ်ကိုယ့်ရဲ့ဘူးက note တစ်လုံးနဲ့တစ်လုံးချာမှာမညီဘဲနဲ့ equal မဖြစ်ဘဲနဲ့ဒီ up ဘူးကရှင်းနေတာမျိုး down ဘူးကပိုရှင်းနေတာမျိုးအဲ့လိုမျိုးရှိနေလားကို comment လုပ်ပြီးတော့ကိုပြန်ပြီးတော့နောက်တစ်ခါပြန်ပြီးတော့ record လုပ်ရှိပါတော့ကိုအမားတွေကနေကို okay ဒီဥစ္စာတော့ငါဒီတစ်ခါ intonation ဒီမှာမားတယ်ငါဒီမှာ practice နောက်တစ်ခါကျလို့ရှိရင်သတိထားပြီးတော့လေ့ကျင့်မယ်အဲ့လိုပုံစံမျိုးလေးနဲ့ကို build up လုပ်မယ်နော်တခုတဖြည်းဖြည်းတိုးတက်သွားအောင်ကိုကလုပ်ဖို့လိုအပ်ပါတယ်အဲ့ဒါကြောင့်လို့ record လုပ်မယ် record လုပ်တဲ့ခါကျလို့ရှိရင်တစ်ခါနဲ့လည်းအဆင်မပြေပါဘူးအခါက record လုပ်ပြီးတော့အခါကကို comment လုပ်ပေးတာကကိုပို့ပြီးတော့တိုးတက်စေပါတယ်တကယ်လို့ကိုကအချိန်မရှိဘူးတစ်ခါတော့ပဲလုပ်နိုင်တယ်ဆိုလို့ရှိရင်လည်းဘာမှတော့မဖြစ်ပါဘူးဒါပေမဲ့ကိုပို့ပြီးတော့တိုးတက်စေချင်တယ်ပို့ပြီးတော့ကောင်းချင်တယ်ဆိုလို့ရှိရင်ကိုကတည်တည်ချာချာဒီအခါက record လုပ်အခါကပြန်ပြီးတော့ကို comment လုပ်ပြီးတော့ကိုတိုးတက်အောင်လုပ်လို့ရပါတယ်ပေါ့နော်အဲ့ဒါကြောင့်လို့ဒီအရေးကြီးတဲ့ tips လေးကို share လုပ်ပေးသွားတာဖြစ်ပါတယ်ဒီတက်ပို့ပြီးတော့သိချင်တယ်ရှိလို့ရှိရင်လည်း comment box ထဲမှာလာပြီးတော့မေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တူတာဗာလင်းနစ်ပါ